အားလုံးပဲမင်္ဂလာပါအင်ဒရာနဲ့အတူဘော်ဒိုမျိုးရဲ့ဝိုင်အမွေနှစ်ထက်တစ်ခုဖြစ်တဲ့ Chateau Luché Hut ကိုလိုက်လေလိုက်ပါအောင်နော်အင်ဒရာတို့ဒီနေ့သွားမှာပေါ့နော်မနက်ပိုင်းမှာအတန်းတစ်ခုပြီးတော့သွားဖို့ကိုပြင်သစ်ရဲ့ထုံးစံအတိုင်းပဲသူတို့ကဒီ strike day ပေါ့နော်အဲ့တော့အင်ဒရာတို့ကပုံမှန်တိုင်းမဟုတ်ဘဲနဲ့လမ်းလျှောက်ကြတယ်ပြီးရထားစဒါကတော့ strike ပြနေတဲ့နေရာပေါ့နော်အဲ့တော့အဲ့ဒီနေရာကိုသူတို့ block လုပ်ထားတယ်အဲ့တော့အဲ့နေရာ block လုပ်ထားတဲ့အတွက်ရထားတွေပိတ်ထားပေါ့နော်အဲ့တော့တို့ကမြို့ပြင်ကိုထွက်ရထားပြန်စီးပြီးလို့ရှိရင်ကားတစ်ဆင့်ပြန်စီးပြီးလမ်းလျှောက်ပေါ့နော်အဲ့လိုမျိုးလေးသွားရတယ်ပေါ့နော်ဝိုင်းတောက်ချင်ကြတော့လေအဲ့လိုပဲအားလုံးသီးမိခံပြီးတော့အကုန်လုံးနေပူရဲသွားကြတာပေါ့ကဲအခုတော့ Chateau ရောက်ပြီးဒီ Chateau ကသူကတက္ကသိုလ်ကျောင်းသားတွေအတွက်ပေါ့နော် agriculture စိုက်ပျိုးရေးမွေးမြူရေးအဲ့လိုမျိုးနောက် research development ပိုင်းလုပ်တဲ့ကျောင်းသားတွေအတွက်ပေါ့နော်သူက2ဧကဝန်းကျင်လောက်ပဲရှိတယ်ဒါပေမဲ့သူကကျောင်းသားတွေ research လုပ်ဖို့တက်တင့်တော်တယ်ဆိုတော့အဲ့လိုမျိုးပေါ့နော်ဝန်ထမ်းကလည်း10ယောက်နီးပါးလောက်ပဲရှိတယ်ပေါ့နော်အဲ့တော့သူတို့ကျောင်းသားတွေအားပဲတော်တော်များများလာလောက်ကြတယ်ပေါ့နော်တော့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့ဒီမှာဒီစိုက်ပျိုးရေးကျောင်းတက်တဲ့ကျောင်းသားရတော့ဝိုင်းကျောင်းကိုတော်တော်လေးနားလည်သွားမယ်ပေါ့နော်သူကအခုအင်တို့ရောက်ပြီဆိုတော့အင်တို့နေပူပူနဲ့လမ်းလျှောက်ခဲ့ရတော့အင်တို့ကိုရေတိုက်ထားတယ်ပေါ့နော်ရေတိုက်ထားပြီးတော့အင်တို့ခဏနာပြီးလို့ရှိရင်အင်တို့ကိုသူကဒီဝိုင်းကျောင်းတွေရှင်းပြတာပေါ့နော်ဒါကသူတို့ပြင်သစ်နိုင်ငံရဲ့ဝိုင်းထွက်ရဒေသတွေဝိုင်းကတော့ဒီဘော်ဒိုရောပြင်သစ်ကောရဲ့အဓိကသူတို့ရဲ့ truck ကုန်ပေါ့နော်သူတို့တကယ်ကိုသူတို့ရဲ့စီးပွားရေးတစ်ခုဖြစ်တဲ့အတွက်သူတို့တော်တော်လေးအရေးပါတယ်ကတော့ဒါဝိုင်းသူတို့ဖိုင်ရပေါ့ဝိုင်းသပြစ်ချံပေါ့သပြစ်တွေစိုက်ထားတဲ့နေရာဒီမြေပေါ့ဒီမြေလေးကသူအဓိကသူကကြောက်စရက်ခဲနေတဲ့မြေနဲ့ရောနေတယ်ပေါ့နော်အဲ့လိုဟာမှသူကစိုက်လို့ရတယ်တဲ့ဒါကသူတို့ဒီ packaging လေးတွေပေါ့အဲ့ဒါလေးတွေပြပြီးတော့ကျွန်တော်တို့ကဒီသူတို့အထဲကိုဝင်သွားဒီနည်းနည်းစက်ရုံလိုမျိုးပေါ့နော်ဒါပေမဲ့လည်းအကြီးမဟုတ်ဘူးအသေးစားလေးတွေဝင်သွားပြီးတော့သူတို့ဘယ်လိုမျိုးစပစ်တွေကိုဘယ်လိုခွဲတယ်ဘယ်လိုထည့်တယ်ပေါ့နော်အခုက harvest season ပြီးသွားပြီဆိုတော့ကျွန်တော်တို့အဲ့ဒီဟာလေးကိုခွဲထည့်တဲ့ဟာလေးတွေကိုမမီဘူးအဲ့တော့အဲ့စပစ်တွေအကုန်လုံးကတော့သူတို့တေချာတန့်ရှင်းလုပ်ပြီးတော့သူတို့ကဒီပေါင်းအိုးလို့ပြောရမှာပေါ့အဲ့ဒီပေါင်းအိုးတွေထဲမှာအကုန်လုံးရောက်နေကြပြီပေါ့နော်အဲ့ဒီထဲမှာသူတို့လိုအပ်တဲ့ဒီတကြားဘာလို့လဲအဲ့လိုရောပြီးတော့ fermented လောက်ထားပြီပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ကလေ့လာခွင့်ရတယ်ဒီချာလေးလဲသူတို့ဒီ Chateau ဘက်ကဒီချာလေးရှင်းပြပြီးတယ်ပေါ့နော်ကျွန်တော်တို့သိချင်တာတွေဆိုလဲသူတို့မြင်ပြီးတယ်အဲ့လိုရှင်းပြနေတော့မှပဲနောက်ကနေပြီးတော့ wine တွေအဲ့လိုထွက်လာတဲ့အခါကျတော့မနေကိုအာယုံစိုက်ရတယ်ဒီ wine ကိုရမ်းတောက်ချင်နေပြီအနံ့တွေကရမ်းဆွဲဆောင်နေပြီပေါ့နော်ဒါမဲ့လေကိုကလာပြီးလေ့လာတဲ့သူဖြစ်တဲ့အတွက်အရင်ဆုံးလေ့လာရတာပေါ့နော်အဲ့တော့ဒီချာသူတို့ဘယ်လိုမျိုးထုတ်ကုန်ဘယ်လိုထုတ်တယ်တန်ရှင်းရအစားပေါ့နော်နောက်ပြီးတော့ဒါ organic ဖြစ်တဲ့အတွက်အရန်ဒီ wine ကကျမကြီးအတွက်ကောင်းတယ်လို့research တွေမှာပါတယ်လေအဲ့တော့ wine တွေအကုန်လုံးကို fermented လုပ်ပါညာလုပ်သွားပြီးလို့ရှိရင်သူကဒီလို barrel တွေနဲ့ထည့်ပြီးတော့ cellar ထဲမှာထားတယ်ပေါ့နော်အဲ့ဒါ white wine ဆိုလဲ white wine red wine ဆိုလဲ red wine သူတို့အဲ့လိုမျိုးခွဲထားတယ်အနည်းဆုံးတော့12လအနည်းဆုံးထားရတယ်သူကဒီလိုမျိုးဒီ cellar ကနည်းနည်းလေးအေးတယ်အဲ့တော့အဲ့အေးတဲ့အထဲမှာပေါ့နော်အဲ့တို့အဲ့ထဲမှာသူရှင်းပြတာနားထောင်တယ်ဒါပေမဲ့အထဲမှာအေးနေကြတာပေါ့နော်ကိုရအဖြစ်မှာနေဘူးတော့အကုန်လုံးအနှွေးတွေပုံမှန်ထားခဲ့တယ်အထဲမှာအေးတယ်အဲ့တော့ပြန်လန်းမှာဒီသူတို့တန့်ရှင်းလုပ်နေရလေးတွေ့လို့ပေါ့နော်ဒီ wine တွေစပစ်တွေလိုမျိုးအဲ့ဒါလေးအဲ့တော့ဒီဟာကဒါဒီခန်းထဲမှာဆိုလို့ရှိရင်တော့သူတို့ဒီ barrel ပေါ့ဒီစီသူတို့300ကျော်လောက်ထားတယ်လို့ပြောတယ်သူအဲ့ဒါကဒါကဒီနှစ်ကြော်လောက်ရှိပြီဆိုတော့ ready ဖြစ်တော့မယ်ပေါ့နော်ဒါကတော့ဝိုင်းနေအနက်သဘောကျပြီးတော့ရှောက်လဲနေတာပေါ့နော်ဒါဝိုင်းလေးတွေ site မျိုးစုံသူတို့ဝယ်ယူလို့ရတယ်လို့ sample လေးထားတယ်ပေါ့နော်ဒါလေးတွေဆိုတော့ကဲအဲ့တော့ကျွန်တော်တို့ကစပြီးတော့ဝိုင်းကိုမြည်ဆန်းရတော့မယ်စပြီးတော့ဝိုင်းကိုမြည်ဆန်းရမယ်ဆိုတော့ဝိုင်းကမြည်ရဲဆိုတဲ့အခါကျတော့ထိတဲ့အတိုင်းပဲဝိုင်းကအရင်ဆုံးကျွန်တော်တို့ white wine နဲ့စတယ်သူကဒီ wine ကအနက်နမ်းရတယ်ပေါ့နော်အဲ့လိုမျိုးအနံ့ကိုရှူရတယ် white wine လေးကတော့တော်တော်ကောင်းတယ်အခုကနောက်ထပ်တစ်ခွက်ဒါက red wine ဖြစ်သွားပြီred wine ကတော့နှစ်ခုရှိရပေါ့နော်နှစ်ခုမှာသူကစပြည့်ရဲ့ဘယ်စပြည့်ကိုသူတို့သုံးထားလိုက်ပေါ့အဲ့ဒါကိုနှာခေါင်းနဲ့အဲ့လိုနမ်းပြီးတော့လို့ရှူရတာပေါ့နော်မလို့အဲ့ဒါအနက်အရန်အဲ့လိုနှာခေါင်းကအဲ့လိုမျိုးသူ
အများကြီးဆိုအရန်နှာခေါင်းကောင်းတဲ့သူဆိုတော့တန်းရတယ်တို့ကြမရတော့ခွက်ထဲကိုအဲ့လိုမျိုးထည့်ပြီးတော့ရှူရတာပေါ့နော်ပြီးရင်သူကအဲ့ဒါတွေကိုသူကပလုတ်ကျင်းတဲ့လိုမျိုးကျင်းပြီးတော့အထက်ကဒီကိုယ့်ရဲ့ဒီရှာတွေအာယုံတွေပေါ့နော်အကုန်လုံးလမ်းဆောင်ဖွင့်ထွက်သွားအောင်ပလုတ်ကျင်းရသေးတယ်ဒါကတော့နန်းနေတဲ့သူကအနမ်းမရတော့ပြီးသွားရင်အဲ့ကျင်းပြီးအဲ့ဟာကိုသူမျိုးမချလိုက်ရပဲနဲ့ဒီလိုမျိုးထွေးထုတ်ပြီး speak လုပ်ရတာပေါ့နော်သူကဒီမှာခွက်ကလေးပြီးထားတယ်အဲ့ဒါကို speak လုပ်ပြီးတော့ဝိုင်းရရတာကိုပြီးဆက်ရတာပေါ့နော်အဲ့တော့ဝိုင်းကြိုက်တယ်ဆိုလို့ရှိရင်ဝယ်လို့ရတယ်သူတို့ကြက်ဒီအဲ့မှာပဲကို store လေးပေါ့နော်တတိလေးတစ်ခုရှိတယ်နောက်အဲ့မှာသူတို့ဝိုင်းနဲ့တွဲပြီးတော့လုပ်ထားတဲ့ဒီပြားရည်ပေါ့နော်ပြားရည်လေးတွေလည်းသူတို့ရောင်းပေးပါတယ်အဲ့တော့ဝိုင်းကတော့ဝယ်တင်ပါတယ်ဘာလို့လဲဆိုတော့တကယ်ကိုဒီចောင်းသူចောင်းသားတွေရဲ့တကယ်တော့အဲ့လိုမျိုးစိုက်ပျိုးပြီးတေချာထုတ်လုပ်ထားတာဆိုတော့ organic ပေါ့နော်အဲ့တော့ဟိုကျောင်းကဒီတော့အဲ့တကယ်ချင်းတွေအမှ white chip တွေကတော့သူတို့ဝယ်ကြတယ်တကယ်လည်းဝယ်တင်တာဟုတ်ဒါကတော့အပြင်ပေါ့ဒီ shadow အပြင်ကပေါ့ဒါမှဒါနည်းနည်းလေး modern ဖြစ်သွားတယ်လို့ပြောရမယ်ပုံမှန်ပေါ့နော်အခြားသူတို့ရှိမှာဘော်ရိုးမှာရှိတဲ့ shadow တွေထဲမှာဒါနည်းနည်းလေး kids ဆန်သွားတယ်ဆိုတော့ဟိုပါလေးပေါ့နော်အဆောက်အုံလေးဖြစ်သွားတယ်ရာသီဥတုကတော့တာရတယ်နေပူပူလေးနဲ့ပေါ့နော်ဟိုတို့တောင်ကြီးရဟိုညောင်ရွှေတို့ဤတာယာတို့အဲ့လိုမျိုးရာသီဥတုလေးနည်းနည်းလေးတစ်ထက်နည်းနည်းလေးတော့ပူပြီးပဲပေါ့နော်အဲ့လိုမျိုးလေးနဲ့စိမ့်ဆိုပြီးတော့ဒီမြင်ရတာပေါ့နော်ဒါကတော့ဒါဝိုင်းရင်းကိုလမ်းမြင်ရတာပါအားလုံးသေချာလိုက်ကြည့်ပြီးရတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်